မှာပဲချိုးချောင်းစစမှုရှိရောရဲ့ဟုတ်တယ်ငါတို့စမကမင်းလက်ဖေးတိုင်းမဲ့ဆိုပြီးတော့လက်ဖေးဆိုင်အောင်ထုတ်သွားပြီးကြရပျောက်ဆုံးသွားတာပဲကွာဟုတ်တယ်မင်းတော့ခါဆောင်ကောင်းတဲ့ကောင်ပဲကွာမင်းတော့ခါဆောင်ကောင်းတဲ့ကောင်ပဲကွာဒါကြောင့်မလို့တောင်အာဖရိကကိုမင်းမလိုက်ရတာကိုပြီးတော့စမရဲ့အာတူပေါက်တယ်မင်းဒါကြောင့်မလာတာဘူးအခုမှသဘောပေါက်တော့မင်းကွာမင်းတော့ရတယ်ကွာတော့ရတယ်မင်းတို့သူမျိုးကဒီလိုနဲ့ပဲထိုက်တယ်ကွာဒီလိုနဲ့ပဲထိုက်တယ်ဇော်ဆိုးရကောင်မင်းဒီမှာပဲတိတ်တော့မင်းဒီမှာပဲတိတ်တော့ကွာဒါပေမဲ့မင်းရဲ့အစီအစဉ်ကြီးအထောက်အမြောက်စရာဘူးကွာငါရဲ့သူငါဝေးမရရအောင်ပြန်ပြီးတော့အသက်သွင်းတော့မှာကွာဟုတ်ပြီဗျာကောင်းပြီခင်ဗျာတို့ခင်ဗျာအသက်ပြန်သွင်းလို့ရမယ်စေလေပြန်သွင်းကြည့်ပါဗျာဒါပေမဲ့ခင်ဗျာကြီးတို့အရာအားလုံးကနောက်ကျသွားပြီဗျာငါတို့စမကိုပြန်ပြီးတော့ကဲတယ်နေမို့သူကနောက်ကျသွားရေးဆိုရင်အဖိတန်လုံးဝမရှိစရာဘူးကွာတကယ်လို့နောက်ကျသွားပြီဆိုရင်တော့မှအခက်အခဲရဲ့သားစီအများကြီးထပ်ပြီးတော့ပေါ်ပေါက်လာရင်တော့မှငါအဲသားစီကိုမရရအောင်ကြော့ဖြတ်ပြီးတော့ငါတို့ကိုပြန်ကဲချင်မှာကွာအဲ့စကားကိုမင်းမှတ်ထားလိုက်လှမ်းပါမင်းရောဒီလိုကိစ္စဒီလိုဖြစ်နေပဲဒီလိုတင်ဆုံးချင်းမျိုးနဲ့ပဲထိုက်တယ်နေကွာမင်းနဲ့ငရဲပြည်နေရောက်မှမင်းကမထိုက်တယ်အောင်မင်းကငရဲပြည်နေရောက်မှမထိုက်ရတဲ့ကောင်ပဲကွာငါသွားပြီလားပါမင်းရဲ့ငွေနဲ့မင်းတမန်တော်မှာပျော်မွေ့နိုင်ပါစေကွာကဲကိုတုံမီခဏနေလို့ရှိရင်ဟိုဘက် reality war ကနေပြီးတော့စမရဲ့ခန္ဓာကိုယ်နောက်တစ်ခုကျုပ်တို့ပြန်သွားတည်ကြအောင်မှာဆိုတော့စမရဲ့ဝင်းကြီးကိုပြန်သွားခေါ်ဖို့အချိန်တန်ပြီဗျအဲ့တော့ခမ ्या ခုနကပြောတယ်ခမ ्या တွေ့ခဲ့ရဆိုပဲဝင်းကြီးကပါကိုခမ ्या နောက်တစ်ခေါက်ပြန်သွားပြီးတော့စမရဲ့ဝင်းကြီးကိုဒီညကိုပြန်ခေါ်လာခဲ့reality war ကစမ variant တယောက်ကိုဒီကိုခေါ်ပြီးရတယ်ခန္ဓာကိုယ်နဲ့ဝင်းကြီးပေါင်းစည်းခြင်းကိုစတင်လိုက်ကြပါဗျာကောင်းပြီတော်သားဆွေးကြီးဒါဆိုရင်ကျုပ်ဝင်းကြီးကပါကိုသွားပြီးတော့စမရဲ့ဝင်းကြီးကိုအကျိုးကြောင့်အားလုံးရှင်းပြပေးလိုက်မယ်လုပ်မဲ့လုပ်ငန်းစဉ်တွေပလန်တွေအားလုံးနဲ့တခြားရှင်းပြလိုက်မယ်ကဲသွားပြီဗျာဟေးနောက်ဆရာကြီးကျုပ်မနေ့ကကျုပ်ရှိဝဲဓာတ်ငွေလေးအငွေလေးခဏပေးပါအောင်ဗျာကျုပ်ဝင်းကြီးကပါကိုထပ်ပြီးတော့သွားရလိမ့်မယ်ဗျာအေးဝင်းကြီးကပါကိုသွားမယ်ငါလောက်ထားတဲ့အစီရင်ဓာတ်ငွေကအရှိမရှိတယ်အမေအဲ့ဒါကိုထပ်ရှူလိုက်ဒါဆိုရင်ဝင်းကြီးကပါလေကိုမင်းထရောက်သွားလိမ့်မယ်အိုးဒီတော့ပို့ပြီးတော့မှခေါင်းနေမူးနေသေးရဗျာမနေ့ကဆက်တော့မှဘာဖြစ်တော့တီးခံရမှာပဲကွာငါဝင်းကြီးကဘာရောပြောင်းလာပြီကွာအခြေသိမရှိဘူးငါစမဲဝင်းကြီးကိုအမြတ်ဆုံးပြန်ခေါ်ခဲ့မှရမယ်စမဲငါတို့စမဲမင်းပြောင်းဝိုင်းလေကွာငါမင်းဝင်းကြီးကိုလာခေါ်ငါဝေးဟိုဘက်ယူနီဗာစ်ကစမဲဖေးရီယန်ကိုတွားခေါ်မဲ့နီးလောက်နဲ့ရှာသွေးခဲ့ပြီကွာစမဲဒီကောင်ဒီကြောက်တော့မှစမဲကရှိနေရမှာလေအခုဘယ်ရောက်သွားလဲစမဲစမဲဝင်းကြီးပြောင်းဝိုင်းလေမသိဘူးစမဲဝင်းကြီးမရှိတော့ဘူးစမဲငါတို့စမဲမင်းဘယ်ရောက်သွားလဲကွာဟာသူစမယေဒီဘောဒါဆိုရင်ဟာမိုးမချောသွားပြီပဲဟာမိုးမချောသွားပြီငါတတိမေးနေတော့ကြောက်သွားရတယ်ဟာဒါဆိုရင်စမမရှိတော့ဘူးဝင်းကြီးကပါရဲ့ပါကျုပ်တို့စမပဲဝင်းကြီးမရှိတော့ဘူးဗျကျုပ်ဘယ်မှရှောင်းမရောက်ဖြစ်နေရဲ့ဘာလို့ကိုတူမီဝင်းကြီးကပါရဲ့မှာစမရဲ့ဝင်းကြီးမရှိတော့ဟုတ်လားဟာဘယ်လိုမှဖြစ်နေတဲ့ကိစ္စပဲမနေ့အောင်တွေ့ခဲ့သေးရဆိုဟုတ်တယ်ဒါဆိုရင်အခုမရှိတော့ဘူးဗျကျုပ်နေရာနဲ့မှပတ်ရှာပြသွားပြီဝင်းကြီးကဘာလဲမစမိုင်းဝင်းကြီးမရှိတော့ဘူးမျိုးကျုပ်အခုမှကြည့်ရရင်နေခင်အောင်ကျုပ်သူစမိုင်းကိုတက်သွားရဲ့လမ်းဘာဆိုပဲကောင်းသူမသိခင်နောက်ဆုံးပြောလို့ရတဲ့စကားရှိရဗျကျုပ်တို့ဒီအစီရင်ကြီးကိုလုပ်ဖို့အတွက်အရာအလုံးကနောက်ကျသွားပြီတဲ့သူပြောရဲဆိုလို့ရင်းကိုကျုပ်အခုထိသဘောမပေါက်သေးဘူးဖြစ်နေရဗျဒါဆိုရင်တော့တေးကြပြီကိုတုံကြီးတေးကြပြီခမ ्या သူစမကဝင်းကြီးကဘာရဲ့မှာမရှိတော့ဘူးသူ့ရဲ့ဝင်းကြီးကိုနောက်ထပ်ပုံတစ်ခုကိုရွှေပြောင်းခံလိုက်ရပြီထင်တယ်ဗျဘယ်နေရာဖြစ်တော့မလဲခမ ्या စဉ်းစားကြည့်ပါဦးကျုပ်သူစမိုင်းရဲ့ဝင်းကြီးကိုနောက်